hello အားလုံးပဲမင်္ဂလာပါရှင်မသီရိကိစ္စအမေကလေးမှာပြန်လည်ကြိုဆိုပါရရှင်မင်းမင်းကူသွားရောက်ပို့ဆောင်ပါလေးကတော့ဘိုးတိုင်းဒေသကြီးလေဗရန်မြို့နယ်တီတာကုန်းအုပ်စုကလကြီးရွာမှာနေထိုင်နေချစ်ရတဲ့သမီးလေးရဲ့၄နှစ်ပြည့်မွေးနေ့အတွက်ပါဆိုပြီးတော့နိုင်ငံရဲ့ချာမှာရှိတဲ့ချစ်ရတဲ့ဖေဖေနဲ့မမေကဆွဲကြိုဟန်းချိန်လက်စောအားလုံး41သိန်းဖို့ပါဝင်တဲ့ဝင်းနေကိတ်မှိုက်ထားတာလေးကိုသွားရောက်ပို့ဆောင်ပေးမှလေးပဲဖြစ်ပါရရှင်ဘလို့တွေပြောကြကောင်းမလဲဆိုတာကိုတော့မင်းမင်းနဲ့အတူဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ရှင်ချမ်းမြေမွေးနေ့ရမှာကြာရောက်လာစေမျိုးမိသား